ဘလက်အာဒန်ဟာနှစ်9,000ကြာအိတ်ဆက်ချင်းကနေနိုးထလာချိန်မှာပဲလက်နက်ကင်အဖွဲ့တစ်ဖွဲ့ရဲ့တင်းနက်နဲ့ဒရိန်းပစ်ခတ်တာကိုခံလိုက်ရပါတယ်။ဒါပေမဲ့ကြည်စံတွေဟာဒဏ်ရာတစ်ဆက်မှမကြံဘဲသားရည်ပေါ်လိမ့်ဆင်းသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဘလက်အာဒန်ဟာရှေးဟောင်းနှစ်ဖျားတွေရဲ့စွမ်းအားကိုပိုင်ဆိုင်ထားလို့ပါပဲ။သူလက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တာနဲ့လျက်စီးကြောင်းတွေဟာတကူလုံးကိုရုတ်တရက်လွှမ်းမိုးသွားခဲ့ပါတယ်။လက်နက်ကင်အဖွဲ့တွေမပြေးနိုင်ခင်မှာပဲမိတောက်တွေကြားပြာကျသွားခဲ့ရတာပါ။သူမှဘလောက်တောင်ကြောက်စရာကောင်းတဲ့တတဝါဆိုးကြီးကိုနှိုးလိုက်မိပြီလဲဆိုတာအထရီယာနာသိသွားတဲ့အခါအဖော်ဖြစ်သူနဲ့အတူဂူထဲကနေအလျင်မြန်ထွက်ပြေးပြီးကားစတက်ကလွတ်ရာကိုမောင်းထွက်ခဲ့ပါတယ်။ဒါပေမဲ့အင်နာဂန်အဖွဲ့ကတော့ဘလက်အာဒန်ကိုလွတ်ပေးဖို့စိတ်ကူးမရှိပါဘူး။ဟာလီကော်ပတာနှစ်စီးချက်ချင်းရောက်ရှိလာပြီးသူ့စီတုံးကြီးတွေနဲ့တိုင်ရိုက်ချိန်ရဲလိုက်ပါတယ်။ဘလက်အာဒန်ကတော့ဝင်လာတဲ့တိုက်ခိုက်မှုကိုရှောင်ဖို့တောင်မကြိုးစားပါဘူး။ဟာလီကော်ပတာတစ်စီးကိုကိုင်းမြောက်ပြီးအနီးနားကတောင်ကုန်းစီလွှဲပေါက်ပစ်လိုက်ပါတယ်။ရောက်လာတဲ့စစ်ကူတွေကဒေါသတကြီးဆက်လက်ပစ်ခတ်ပေမဲ့ဘာလက်နက်မှသူ့ကိုမထိခိုက်နိုင်ခဲ့ပါဘူး။အထရီယာနာခမများကားမှန်ကိုအမြန်တင်ပြီးဘာမှမမြင်လိုက်ရသလိုဟန်ဆောင်နေခဲ့ရပါတယ်။ဒါပေမဲ့ဘလက်အာဒန်ကကျန်တဲ့ရန်သူတွေကိုအပြက်ရှင်းတော့မဲ့အချိန်မှာပဲအနာနီယန်တပ်တုနဲ့ပြုတ်လုထားတဲ့ဒုံးကျည်တစင်းသူ့ခန္ဓာကိုယ်ကိုရုတ်တရက်မှန်ကန်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ပောက်ကွဲမှုကြီးပြီးမှာတော့ဘလက်အာဒန်ဟာသူ့ရဲ့ပထမဆုံးဒဏ်ရာကိုရရှိသွားခဲ့ပါတယ်။ပြင်းထန်စွာဒဏ်ရာရသွားတာကြောင့်လေထဲမှာဆက်မပြန်နိုင်တော့ပဲကောင်းကင်ပေါ်ကနေတေလူမျိုးပါပြုတ်ကျသွားခဲ့ရပါတယ်။သူပြန်နိုးလာတဲ့အခါထူးဆန်းတဲ့အခန်းတစ်ခန်းထဲမှာလှည့်လျောင်းနေတာကိုတွေ့လိုက်ရပါတယ်။ TV မီးဆိုင်တွေနဲ့ပရီဘောဂတ်တွေဟာသူ့အတွက်လုံးဝအစိမ့်လိုက်ဖြစ်နေခဲ့တာပါ။အထရီယာနာရဲ့သားဖြစ်သူအေမွန်ကတော့သူ့ရဲ့အိုင်တော်ကြီးနိုးလာတာကိုမြင်တော့ဝမ်းသာအားရဖြစ်သွားပြီးချက်ချင်းပဲတွားရောက်နှုတ်ဆက်ခဲ့ပါတယ်။သူကဘလက်အာဒန်ကိုအကျဉ်းချခံထားရတာနှစ်ပေါင်း9,000ကြာသွားပြီဖြစ်ကြောင်းနဲ့ခန်းတက်ပြည်နယ်ဟာအင်နာဂန်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတုန်းပဲမို့ပြည်သူတွေကသူ့ရဲ့ကောင်းတယောက်ကိုစောင့်မျှအော်နေကြကြောင်းပြောပြခဲ့ပါတယ်။အေမွန်ကဘလက်အာဒန်ကိုခန်းတက်ရဲ့ကာဝယ်ဆောင်ရှောက်သူ့ရဲ့ကောင်းကြီးဖြစ်လာစေချင်တာပါ။ဒါပေမဲ့ဘလက်အာဒန်ကတော့သူ့ရဲ့ကောင်းလုပ်ဖို့နမေတောင်မကြားချင်ပါဘူး။ခန်းတက်ရဲ့ချန်ပီယံရုပ်တုစီလျှောက်သွားရင်သူ့ရဲ့အတိတ်ကနာကျင်စရာအမတ်တရားတွေခေါင်းထဲပြန်ဝင်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအေမွန်ဟာအင်နာဂန်အဖွဲ့နဲ့ရုတ်တရက်ပြဿနာတက်ခဲ့ပါတယ်။လူမိုက်အချို့ကအေမွန်နဲ့သူ့အမေကိုဝိုင်းထားလိုက်ကြတာပါ။သူတို့တိုက်ခိုက်တော့မဲ့အချိန်မှာပဲဘလက်အာဒန်ဟာသူတို့အနောက်မှာတိတ်တဆိတ်ထွက်ပေါ်လာခဲ့ပါတယ်။လူမိုက်တယောက်ကလက်နက်ကိုပစ်ချပြီးဘလက်အာဒန်ကိုလက်သီးနဲ့ထိုးဖို့ကြိုးစားခဲ့ပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲသူတို့အားလုံးကျမ်းပြင်ပေါ်မှာလဲကျသွားခဲ့ပါတယ်။အဲ့ဒီနောက်ဘလက်အာဒန်ကကျန်တဲ့လူနှစ်ယောက်ကိုဆွဲယူပြီးအထက်ပေ3000မြင့်နဲ့ကောင်းကင်ပေါ်အထိခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကိုအပြည့်ရှင်းပစ်တော့မဲ့အချိန်မှာပဲကောင်းကင်ထက်ကနေစူပါဟီးရိုး4ယောက်ရုတ်တရက်ဆင်းသက်လာခဲ့ပါတယ်။ဘလက်အာဒန်ထပ်မံလူမတက်နိုင်အောင်တားဆီးဖို့ Justice အဖွဲ့ဟာခန်းတက်စီနောက်ဆုံးတော့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်စူပါဟီးရိုးတွေကြားကတိုက်ပွဲကြီးဟာတရားဝင်စတင်သွားခဲ့ပါပြီ။